TV အကြီးကြီးတစ်လုံးကညီမလေးအပေါ်ပြုတ်ကျတော့မယ်အချိန်မှာအကိုထစ်သူ Alex ကပြေးပြီးကဲတင်ခဲ့ပါတယ်။ Alex ကသူ့ညီမလေး Emma ကိုစူပူချိန်မောင်းနေတယ်မိတ်။ Emma ကတော့ဘာကိုမှဂရုမစိုက်ခဲ့ပါဘူး။သူတို့အမေကလည်းကိုလက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်နေတာနဲ့အလုပ်ရှုံနေပြီ။ဘလောက်တောင်ကြီးမားတဲ့အန်ရီဆိုးကြီးကိုရှောင်ရှားလိုက်နိုင်နေဆိုတာသူမှရုံးဝမသိခဲ့ပါဘူး။ Alex ကစိတ်တူတူနဲ့အမေဖြစ်သူစီတွားပြီး Emma အကြောင်းတိုင်တိုးခဲ့ပါတယ်။အမေဖြစ်သူက Emma ကိုစိတ်မပါတပါနဲ့ခြီလိုက်ပြီးမယ်။ရုတ်တရက်ခေါင်းမူလာပြီးလဲကျလူနီးပါဖြစ်သွားခဲ့ပါတယ်။ဒါကိုမြင်တော့ Alex ကစိုးရိမ်တကြီးနဲ့ရေချိုးခန်းတဲ့အထိလိုက်သွားခဲ့ပြီးမယ်။သူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တုံလုံးခြောက်ချားသွားရပါတယ်။သူ့အမေကဇွန်ဘီတကောင်အဖြစ်ပြောင်းလဲသွားတဲ့ကြောင့်ပါ။ရုတ်တရက်အမေချစ်သူက Emma ကိုခုံအုပ်တိုက်ခိုက်ဖို့ကြိုးစားချိန်မှာ Alex ကပန်းကော်ဖီစိမ်းနဲ့အာယုံလွှဲပြီးဧကန်တဲ့ရောက်အောင်ခေါ်ထုတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ Emma ကလည်းသူမအမေနောက်ကိုလိုက်ထွက်လာပြန်ပါတယ်။ Alex က Emma ကိုအထဲပြန်ဝင်သွားအောင်ခြောက်လန့်ဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအမေထူသူရဲ့လက်က TV စင်လိုရိုက်မိပြီး TV ကသူမအပေါ်ကိုပြုတ်ကျသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Alex ကသူမရဲ့ခန္ဓာကိုယ်ကိုရေချိုးခန်းထဲမှာတော့ခတ်ထားလိုက်ပါတယ်။အမေကိုဆုံးရှုံးလိုက်ရတဲ့ဝမ်းနည်းမှုကသူ့ကိုနာကျင်စေပေမဲ့ညီမလေးကိုကဲတင်ဖို့ကပိုအရေးကြီးနေပါတယ်။သူကပြတင်းပေါက်မှာလေကားတစ်စိမ့်ထောင်ပြီးအပြင်ကိုကြည့်လိုက်တဲ့အခါဇွန်ဘီတွေလက်ပတ်ထွာလာနေတာကိုတွေ့ရပါတယ်။ဖုံးနဲ့အကူအညီတောင်းဖို့စ조사ပေမဲ့လည်းဖုံးကအားကုန်နေပါပြီ။အိမ်မှာလဲစားစရာပြတ်လတ်သွားတာကြောင့် Alex တယောက်အိမ်ကနေထွက်ခွာဖို့ဆုံးဖြတ်လိုက်ပါတယ်။သူက Emma ကိုသူ့ကိုယ်မှာကျိုးနဲ့ချီပြီးဇွန်ဘီတွေအိတ်ထဲဝင်လာအောင်တကားကိုတမင်ဖွင့်ပေးလိုက်ပါတယ်။ပြီးတော့ကြောင်တကောင်ကိုအစာအသစ်သုံးပြီးဇွန်ဘီတွေရဲ့အာယုံကိုလွှဲလိုက်ပါတယ်။ဒီနည်းနဲ့ Alex နဲ့ Emma တို့ထွက်ပြေးနိုင်ခဲ့ပေမဲ့ဇွန်ဘီတွေကနောက်ကနေဆက်တိုက်လိုက်နေတော့မှာပဲ။ Alex ကစူပါမားကတ်တစ်ခုကိုရောက်သွားပြီး Emma ဘေးကင်းအောင်တောင်းတနေရမှာဝက်ထားခဲ့ကစားစရာသွားရှာပါတယ်။ဒါပေမဲ့သူပြန်လာတဲ့အချိန်မှာ Emma ကမရှိတော့ပါဘူး။တကယ်တော့ Alex ထားသွားတာနဲ့ Emma ကလည်းမိဖို့ချောင်ထဲမှာစားစရာရှာဖို့လောက်သွားနေခဲ့တာပါ။အဲ့ဒီအချိန်မှာလူဆိုးအုပ်တစုရောက်လာပြီးဇွန်ဘီဖြစ်စေတဲ့စီးရီဖလုံးတစ်လုံးကိုချမ်းပင်ပေါ်မှာထားခဲ့ပါတယ်။ Emma ကအဲ့ဒါကိုစားပြီးဇွန်ဘီဖြစ်သွားစေခြင်းလို့ရည်ရွယ်တာပါ။ခဏအကြာမှာ Alex က Emma ကိုရှာရင်အဲ့ဒီနေရာကိုရောက်လာပါတယ်။သူကညီမလေးကိုသူ့ကိုယ်မှာချီပြီးထွက်သွားဖို့ပြင်းတဲ့အချိန်မှာအဲ့ဒီလူဆိုးတွေပြန်ရောက်လာပြီး Alex ကိုပါဇွန်ဘီဆေးတွေအတင်းတိုက်ဖို့ကြိုးစားတဲ့အချိန်မှာ Emma ကလူဆိုးတယောက်ကိုကိုက်လိုက်ပါတယ်။သူမကတကယ်ပဲဇွန်ဘီထင်နေခဲ့တာပါ။ရုတ်တရက်နောက်ကနေဇွန်ဘီတကောင်ကတိုက်ခိုက်လာတာကြောင့် Alex ကလူဆိုးတယောက်ကိုဇွန်ဘီစီတွင်းထုတ်ပြီးထွက်ပြေးဖို့ကြိုးစားပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ခြေလောက်အောက်မှာဇွန်ဘီပိသက်စေဖလုံးတစ်လုံးကွဲသွားပြီးအငွေ့တွေထွက်လာပါတယ်။ Emma ကအဲ့ဒီအငွေ့တွေကိုရှူမိလိုက်တာနဲ့တပြိုင်နက်ပုံမှန်အတိုင်းပြန်ကောင်းခဲ့သွားပါတယ်။ Alex အခင်းကိုဖီးထွက်လာတဲ့အခါစစ်သားတချို့ကိုတွေ့ရပါတယ်